မင်္ဂလာပါဒီတစ်ခါမှာတော့အချိန်တန်ရင်အိမ်တော်ပြုတ်မယ်အိမ်တော်ဦးစီးရဲ့လောက်တဲ့ပုံမှာပဲထိုင်စားမယ်ဆိုတဲ့စိတ်ကူးတဲ့ကောင်မလေးတွေကိုပြောပြခြင်းနဲ့အကြောင်းလေးဖြစ်ပါတယ်ပလိန်းတာတော့မဟုတ်ပါဘူးပေါ့နော်ပထမဦးဆုံးအနေနဲ့တော့ဒါအဆိုတော်ဆိုပီယာပြောထားတဲ့အကြောင်းအရာလေးကိုအရင်ဆုံးကြည့်ပြပါယောက်ျားလေးတွေကနောက်ဆုံးမှာသူတို့နဲ့အဆင်ပြေတဲ့မိန်းမတက်ကိုပဲရွေးချယ်သွားတာပြီးရင်အဲ့မိန်းမကိုယူပြီးသွားရင်လည်းနောက်ကမှဖောက်ပြန်တာပဲယောက်ျားမိန်းမတွေလည်းအဲ့တိုင်းပဲအခုဆိုပြီးဒူဘိုင်းမှာဆိုပြီးကြည်နေတယ်ပေါ့နော် relationship တွေတော်တော်များများကယောက်ျားလေးလည်းဖောက်ပြန်တယ်မိန်းကလေးလည်းဖောက်ပြန်တယ်အကုန်လုံး open relationship တွေဖြစ်နေကြပြီနော်နောက်ဆုံးကဘာဘယ်သူပဲကြံတယ်ဆိုတော့ကိုယ်ပဲကြံတယ်နော်အကုန်လုံးအတင်းအဆင်ပြေသူငါနဲ့အဆင်ပြေမှာပဲငါလည်းသူနဲ့အဆင်ပြေယူလိုက်မယ်ဒါပဲအချစ်ဆိုတာလည်းမရှိတော့ဘူးအတူတူဖြတ်တန်းခြင်းနဲ့အချိန်ကြီးကုံဆုံးခြင်းနဲ့ဆိုတဲ့လူတွေအဲ့စိတ်ဆန္ဒတွေရှိတဲ့လူတွေကအရန်ကိုနေသွားပြီအဲ့တော့ကို safe ဖြစ်အောင်နေပါကိုပဲ safe လုပ်လို့ရမှာဘယ်သူမှကိုလာပြီးကဲတင်ပြီးမှမဟုတ်ဘူးအထူးသဖြင့်ဆိုရပြောချင်တဲ့အရာတွေအားလုံးကပတ်စံနဲ့ပတ်သက်ပြီးတော့ saving လုပ်တာဖြစ်ကိုရဲ့ဒီ income နဲ့ပတ်သက်ပြီးတော့ဖြစ်ကိုရဲ့ life ကို upgrade လုပ်တာပဲဖြစ်ဒီလိုမျိုး life upgrade လုပ်တာတွေပါတယ်ဆိုတာကငါတစ်ချိန်တော့ယောက်ျားရမှာပဲယောက်ျားကိုမျောကိုပြီးတော့နေလို့လည်းမရအောင်ငါဘယ်လိုယောက်ျားကိုယူမှာငါဘဝကိုငါဘာမှ view စိတ်ဆရာမလို့ဆိုပုံစံနဲ့လည်းတွားနေလို့မရအောင်ကို life ကိုပဲ safe လုပ်ရမှာအဲကြောင့်စောင့်မျှော်မနေပါနဲ့တော့သူဖြစ်ချိန်တိုင်းတိုင်ဖြစ်လာလိမ့်မယ်ဖြစ်ဖို့ကံပါလိုက်ဖြစ်လာလိမ့်မယ်ဖြစ်ဖို့မပါလောက်ဆိုလည်းမဖြစ်ဘူးအဓိကဘာလဲဆိုတော့ငါဘယ်သူမှမရှိဘဲနဲ့လည်းငါနေနိုင်တယ်ဆိုတဲ့အနေအထားတစ်ခုဖြစ်အောင်တော့မိကလေးတွေကိုနေစေချင်ပါတယ်အားလုံးပဲရွေးချယ်မှုတွေမှာကံပါစေသူပြောထားတဲ့အကြောင်းအရာကဗျာဒါကောမလေးဆိုတာကတော့ဒါကိုယ့်ထက်ဒါ knowledge ပိုင်းသားတဲ့သူကိုယ့်ထက် income များတဲ့ယောက်ျားလေးတွေကိုပဲရွေးကြတယ်ဗျာတချို့ကောင်မလေးတွေကြတော့တချို့ဒီပေါ့နော်အိမ်တော်ကြပြီးတဲ့အချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ဒါယောက်ျားကဝင်ငွေကောင်းတယ်ဗျာယောက်ျားကဝင်ငွေကောင်းတဲ့အချိန်မှာမိန်းမတွေကဘာမှမလုပ်တော့ဘူးအိမ်မှာပဲနေတယ်ပေါ့နော်တချို့တွေဆိုရင်ဗျာဒီအိမ်မှုကိစ္စထားပါတော့အိမ်မှုကိစ္စများတယ်ဆိုရင်တော့တမျိုးပေါ့ဗျာတချို့တွေဆိုရင်ဒါအိမ်မှာလည်းအိမ်မှုကိစ္စတိတ်မလို့ပါဘူးဒါအလုပ်တိတ်မရှိဘူးပေါ့ဗျာအဲ့လိုမျိုးအမျိုးသမီးတွေအနေနဲ့ဆိုရင်ဒါအဲ့လိုမျိုးအမျိုးသမီးမှမဟုတ်ပါဘူးဒါဘယ်အမျိုးသမီးပဲဒါအိမ်တော်ကြတဲ့အမျိုးသမီးပဲမဆိုရင်ဒါဒီယောက်ျားရဲ့မှာလာစားပေါ့နော်အမျိုးသားရဲ့မှာအင်ကန်တစ်ခုလေးကိုပဲထိုင်ပြီးတော့သုံးတာဖြစ်ဗျာထိုင်ပြီးတော့ယူတာဖြစ်ဗျာအဲ့လိုမျိုးမနေဘဲနဲ့ပေါ့နော်ဒါအမျိုးသားအင်ကန်များသလိုမျိုးကိုတိုင်းလည်းအင်ကန်များရှာမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်သူပြောတာကတော့ဒီနေရာမှာကယောက်ျားလေးတွေကဗျာကိုရှာကျွေးရလို့မနာလို့တာမဟုတ်ပေါ့နော်ကက်စီနေတာလည်းမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒါခုနဆိုပီယာပြောသွားသလိုပဲဒီဗျာအမျိုးသားကလာစားကောင်းတယ်အင်ကန်ကောင်းတယ်အမျိုးသမီးကဘာမှမလုပ်ဘူးအဲ့ဒီအချိန်မှာဒီအမျိုးသားကဒါတိမ်ပါသွားတာပဲဖြစ်ဗျာဒါမှမဟုတ်ရင်သူတို့ဒါသဘောထားမတိုက်ဆိုင်လို့ကွဲသွားတာဖြစ်အဲ့ဒီအချိန်ကြာရင်တော့ဒါအမျိုးသမီးဘက်မှာကသူဒီအလုံးမရှိတဲ့အတွက်ကြောင့်မလို့အင်ကန်ဘာမှမရှိဘူးအင်ကန်မရှိတဲ့အချိန်မှာဒါတိမ်ပါသွားခဲ့မယ်ဆိုရင်လေဒါကြမ်းခဲ့တဲ့သားတွေသမီးတွေနဲ့ဒီအမျိုးသမီးတယောက်နဲ့ပေါ့နော်ဒါရုန်းကန်တဲ့အခါမှာအခက်အခဲတွေဖြစ်တယ်အဆင်မပြေမှုတွေဖြစ်တယ်ပေါ့နော်တကယ်လို့မှသဘောထားမတိုက်ဆိုင်လို့ကွဲတဲ့အချိန်ဆိုရင်လေဗျာဒါဒီကွဲသွားတဲ့အချိန်ကြရင်ဒါကိုယ့်အလုပ်ကိုအင်ကန်တွေကိုရက်တီရတော့မယ်ဗျာအဲ့ဒီအချိန်ကြရင်ဒါဒီအမျိုးသမီးတွေကဒါအရင်တစ်ချိန်တော့ဘာမှမလုပ်ခဲ့ပဲနေပေါ့နော်အမျိုးသားရမှာဒါအင်ကန်လာစားကိုပဲသူတို့ထိုင်ပြီးတော့သုံးတယ်ထိုင်ပြီးတော့ manage လုပ်တယ်ပေါ့နော်ကိုယ့်ရဲ့မှာအင်ကန်ကိုသူတို့မရှာခဲ့ကြဘူးဒါနှစ်ဦးသဘောထားမတိုက်ဆိုင်လို့ကွဲသွားတဲ့အချိန်ကြတော့ဒါသူတို့အတွက်နေရထိုင်ရတာတွေခက်ခဲလာတယ်စားဖို့ရတာခက်ခဲလာတယ်ဥပမာဘဝကိုဖြတ်သန်းရဖို့ရအတွက်ခက်ခဲလာတယ်ပေါ့နော်ဒါကြောင့်မလို့ဒါအမျိုးသားရဲ့အင်ကန်တစ်ခုတည်းကိုပဲဒါသုံးတာဖြစ်ပေါ့နော်ဒါဒီရှာတာမဟုတ်ဖဲနဲ့ဒီအမျိုးသားပတ်စံရှာတယ်လို့မျိုးဒီဘက်ကအမျိုးသမီးဘက်ကလည်းပဲသူ့ရဲ့အရေးချင်းနဲ့ဒါသူ့ရဲ့ကိုယ်ပိုင်အတွေးခေါ်နဲ့လုပ်ငန်းတစ်ခုလုပ်တင်နေပေါ့နော်ဒါမှဒါလည်းဒါအမျိုးသားကဒါကျွန်တော်တို့သဘောထားမတိုက်ဆိုင်လို့ကွဲသွားတာဖြစ်ဒါမှမဟုတ်လေဒီဗျာတိမ်ပါသွားတာဖြစ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ဒါအမျိုးသမီးတယောက်တည်းအနေနဲ့ဒါကိုယ်ပိုင်ဝင်ငွေရှိနေတဲ့အတွက်ကြောင့်မလို့ဒါရက်တည်နိုင်တယ်ဘဝကိုအေဂျင့်ဆိုတာဖြတ်သန်းနိုင်တယ်ဆိုတဲ့ပုံစံလေးကိုပြောပြတာပေါ့နော်ဒါဆိုပြီးပြောပြထားတဲ့ဟာကိုကျွန်တော်လည်းအဲ့လိုမြင်နေဆိုတာလေးကိုပြန်ပြောပြတာပါဒီတော့ဒါဘယ်သူပဲဖြစ်နေဗျာကိုယ်အင်ကန်နဲ့ကိုရက်တည်နိုင်တာတော့အကောင်းဆုံးပဲပေါ့နော်
ကိုယ့်ရဲ့ကိုယ်ပိုင်ဝင်ငွေရှိလို့ရှိရင်ဗျာဒါ AACC ဖြတ်တန်းနိုင်တယ်ဗျာ AACC နဲ့ဒါကြံခဲ့ဒီကိုတယောက်တည်းကြံခဲ့တာဖြစ်ဖြစ်ကိုဒါသားတွေသမီးတွေနဲ့ကြံခဲ့တာဖြစ်ဖြစ်ဖြတ်တန်းနိုင်တယ်ဗျာဒါကျွန်တော်ပြောတာက blame တာမဟုတ်ဘူးပေါ့နော်တိုက်ခိုက်တာမဟုတ်ဘူးပေါ့နော်ဒါဒီလိုမျိုးလေးဆိုရင်ပိုကောင်းတယ်ဆိုတော့ပြောပြတာပေါ့နော်တချို့အမျိုးသမီးတွေလည်းရှိပါတယ်ဒါအမျိုးသားနဲ့အမျိုးသမီးရှင်းလိုက်တဲ့အခါကျရင်ကိုယ့်ရဲ့မှာအိမ်တော်ပဲအမျိုးသားထဲဒီဘက်ကအမျိုးသမီးကဝင်ငွေပိုရနေတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒါလည်းပိုကောင်းပါလေပေါ့နော်ဒါတချို့တွေကြတော့လေရှေ့ကပြောသလိုပဲဒါအိမ်တော်ပြုတ်တယ်အိမ်တော်ပြုတ်ပြီးတော့ကိုယ့်ရဲ့မှာအိမ်တော်ပဲအမျိုးသားရဲ့မှာလုပ်ငန်းအကြောင်းကိုတချို့တွေဆိုရင်တေချာအတိအကျမသိဘူးပေါ့နော်အတိအကျမသိဘူးဒါအိမ်တော်ပဲမျိုးသားကပတ်စံအပ်တယ်ယူလိုက်တယ်ဒါမိသားစုအတွက်ဘယ်နေရာတွေဘယ်လိုသုံးနေပေါ့နော်ဒါအစီအစဉ်နဲ့ဒီလောက်ပဲပေါ့နော်ဒီတော့ဒါကိုအမျိုးသားကဒီလုပ်ငန်းမှာအဆင်ပြေနေလို့ရှိရင်လည်းကိုယ်တိုင်အဲ့ဒီလုပ်ငန်းထဲမှာဗျာစိတ်ဝင်စားနဲ့လေ့လာထားတာပဲဖြစ်ဖြစ်ပေါ့နော်ဒါဟိုတင် जा ထားတာဖြစ်ဖြစ်ပေါ့နော်တကယ်လို့မှဗျာအမျိုးသားတွေဘက်ကဒါဒီအမျိုးသမီးကတခုခုလှုပ်ချင်တယ်ဆိုရင်ဒါအမျိုးသားတွေဘက်ကအကူအညီပေးနိုင်တယ်ပေါ့နော်ငွေကြေးကူညီပဲဖြစ်ဖြစ်ဒါအတွေးခေါ်ပဲဖြစ်ဖြစ်ပေါ့ဗျာပေးနိုင်တယ်တကယ်လို့မှဗျာဒီကိုအမျိုးသားကဒါအရန်ကိုချစ်လွန်းလို့ပေါ့နော်အရန်ကိုဟိုဖြစ်လွန်းလို့ချစ်လွန်းလို့ဂယူးဆိုင်လွန်းလို့မင်းဘာလို့မှမလုံးနဲ့ဒီတိုင်းပဲနေလို့ပြောတဲ့သူဆိုရင်တော့လေတမျိုးပဲပေါ့နော်အဲ့လိုမျိုးဆိုရင်တော့လေတချို့အမျိုးသမီးတွေကြတော့ဘာမှမလုပ်ကြဘူးပေါ့နော်တချို့ဆိုရှိတယ်ဗျာတချို့မျိုးသားတွေကသူတို့ပဲပတ်စံကိုရှာမယ်ငါရှာတဲ့ပတ်စံနဲ့လုံလောက်တယ်မင်းဘာမှမလုပ်နဲ့ဒီတိုင်းပဲနေဆိုပြီးတော့မှဒီတိုင်းပဲဗျာအိမ်မှာဟင်းချက်လိုက်ဒါတွေသမီးတွေနဲ့ဂယူးဆိုင်လိုက်ပေါ့နော်အဲ့လိုမျိုးနေဆိုပြီးတော့ဒါထားတဲ့အမျိုးသားတွေလည်းရှိပါတယ်မရှိဘူးမဟုတ်ပေါ့နော်ဒီအချက်လေးကတော့ကျွန်တော်ကတော့ဒါအကြံပေးတဲ့ပုံစံမျိုးပေါ့နော်ခုနဆိုဖီယာပြောသွားတာကိုကျွန်တော်မြင်တဲ့အကြံလေးကိုပြောပြတာဖြစ်ပါတယ်